အားလုံးပဲမင်္ဂလာပါလို့ကြော်ဆိုလိုက်ပါတယ်ဒီခါတော့ဒီမှာဒီnew update အသက်ရှိန်တာပေါ့နော်အဲ့ဒီ update အသက်ရှိန်တာကိုဒီနားလည်မှုလွဲနေကြတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီ Shimmy ဆိုတဲ့ဒီအကောင့်ကဒီ professional desktop site ပြောင်းထားတာပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဝင်ကြည့်လိုက်မယ်ပေါ့နော်ဝင်ကြည့်လိုက်တဲ့ဒီ professional desktop site ဆိုတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကိုဝင်ကြည့်လိုက်မယ်ဒီမှာဆိုလို့ရှိရင်ဒီနေရာလေးကိုနှိုက်လိုက်မယ်ပေါ့နော်နှိုက်ကြည့်လိုက်တာနဲ့ခုလိုပေါ်လာမယ်ခုလိုပေါ်လာတဲ့ဒီအပေါ်ကတန်းမှာဆိုလို့ရှိရင်နည်းနည်းဆွဲလိုက်မယ်ပေါ့နော်နည်းနည်းဆွဲလိုက်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီ monetization ဆိုတဲ့နေရာလေးကိုသွားလိုက်မယ်ပေါ့နော်အဲ့နေရာလေးကိုသွားလိုက်တာ ਨੇ အခုလိုဒီ monetization stat share နောက်ပြီးတော့ဒီ star share ပေါ့နော် further share ad share ပေါ့နော်နောက်ပြီးတော့ရှိရင်ဒီမှာ no yes eligible ဆိုတာရှိရပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီအောက်မှာဆိုလို့ရှိရင် subscription နဲ့ဒီ content monetization ပေါ်နေတာပေါ့နော်ဒါတွေကတော့ဒီပတ်စံရဖို့ကိုစားပြုတ်တာမဟုတ်သေးဘူးပေါ့နော်ဒီ content monetization က invite only ပေါ့နော်ဆိုတော့ဒီဥပမာဆိုလို့ရှိရင်ဂျပန်မှာနေတယ်ဒီအမေရိကန်မှာနေတယ်ဒီထိုင်းမှာနေတယ်မလေးရှားမှာနေတယ်စင်ကာပူမှာနေတယ်ဆိုတဲ့လူတွေကဒီ available country မှာနေတာဖြစ်တဲ့အတွက်ဒီ content monetization ကအခုမှဒီပေါ်လေးပဲတင်ထားတာရှိတယ်နောက်ပြီးတော့ဒီ video လေးပဲတင်ထားတာရှိတယ်ဆိုလို့ရှိရင်ဒီ content monetization ဆက်အကအလူတိုင်းမှာဒီပုံစံမျိုးပေါ်နေမှာပေါ့နော်ဒါမဲ့ဒါမိုက်ဆိုင်ရတယ်ဆိုတဲ့အဆက်ကိုပြောတာမဟုတ်သေးဘူးပေါ့နော်ဒီတော့ပွဲဖို့လိုသေးတယ်တော့ပွဲဖို့လိုသေးတယ်ပေါ့နော်တော့ပွဲမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီအောက်မှာသူရေးထားတယ်ဒီမှာ not คือดีไม่ဆိုပြီးတော့ပေါ့နော်အဲ့ဒါဘာပြောတယ်လဲဆိုလို့ရှိရင်ဒီ content monetization ရဖို့အတွက်အစပြေနိုင်တယ်လို့ပြောတာပေါ့နော်ဒီမှာအမှားမရှိဘူးလို့ပြောတာပေါ့နော်မြန်မာလိုပြန်လိုက်လို့ရှိရင်တော့အမှားမရှိဘူးလို့ပြောတာအမှားမရှိဘူးအမှားမတွေ့ဘူးဆိုတော့ပြောပြတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီ CSS ကပွဲနိုင်တယ်ဆိုတဲ့သဘောကိုပြောတာပဲရှိသေးတယ်ကိုရီကျိုးစားဖို့လိုသေးတယ်ပေါ့နော်အဲ့ဒါကိုဆိုလိုတာဖြစ်ပါတယ်ဒီအခုရှင်းရှင်းပွဲလာပြီးတော့ပိုက်ဆိုင်ရမယ်ဆိုတဲ့အနေထားမျိုးမဟုတ်ဘူးနော်နောက်ပြီးတော့ invite only ပေါ့နော်ဒါကတော့ invite တဲ့အနေထားမျိုးပဲရှိရင်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဒီတချို့တွေကဒီ content monetization ကိုနှိုင်းမိသွားတော့ပေါ့နော်နောက်လို့ရှိရင်ဒီမှာဒီ တက်လောက်ထွက်လိုက်လို့ဆိုပြီးစိတ်ပူနေကြတယ်စိတ်ပူစရာမလိုဘူးပေါ့နော်ဒါတွေကိုစိတ်ပူစရာမလိုဘူးအဲ့ဒါလောက်ထားလို့ရှိရင်ပိုးတောင်းမြန်သေးတယ်ပေါ့နော်ဒီ CSS ဘတ်တာအဲ့ဒါစိတ်ဝင်စရာမလိုဘူးနောက်ပြီးတော့ဒီအယူစားလေးမှာမှားကြတယ်ပေါ့နော်အဲ့တော့ပုံမှန်လေးပဲပြီးတော့တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ပိတ်ဆိုင်ရလာလိုက်မယ်သူဒီမှာဆိုလို့ရှိရင်လည်းပဲဒီ content monetization program လို့ရှိထားတယ်ဆိုတဲ့ဥစ္စာလေးပဲသူတို့ဒီရေးပေးထားတာတွေ့တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် stat ရနောက်ပြီးတော့ရဘောနိုင်ရအတွက်သူတို့အဲ့ monetization program ကိုပေါ့နော်အဲ့လိုလွယ်လွယ်ကူနဲ့သူတို့ CSS ပုံစံမျိုးပြောင်းလိုက်တယ်ဆိုပြီးတော့ရေးပေးထားတာမျိုးလေးတွေ့ရတယ်ပေါ့နော်အဲ့တော့ဗီဒီယိုလေးပုံမှန်တင်သွားပေါ့နော်ရှင်းတန်လို့ရှိရင်ပိတ်ဆိုင်ရလာလိုက်မယ်အဲ့ဒါတော့ဒါဒီ share လေးကိုလာပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဗျာအားလုံးကိုကျေးဇူးတင်ပါတယ်